ကျွန်မကပန်းအိုးထိုးရမယ်ဆိုရင်ပထမဦးဆုံး frame လေးတွေအရင်ချပါတယ်ဒီ frame လေးတွေချလိုက်မှပဲကိုထိုးတဲ့ပန်းကတက်တက်ရက်ရက်ကလေးဖြစ်နေမှာပါကျွန်မအခုပြထားတဲ့အတိုင်းပေါ့နော် frame လေးကနေပြီးတော့ပဲပန်းလေးတွေထိုးပါတယ်အခုကျွန်မကကိုသတ်မှတ်ထားတဲ့ frame အတွင်းကနေပဲပန်းလေးတွေကိုလိုက်ဖြည့်သွားပါတယ်ကိုသတ်မှတ်ထားတဲ့ frame ထက်ကျော်ပြီးတော့ထိုးလို့ရှိရင်ကြည့်လို့မလှတော့ဘူးပေါ့နော် frame ထဲမှာပဲပန်းလေးတွေလိုက်ပြီးဖြည့်မယ်ဆိုရင်တက်တက်ရက်ရက်ကလေးနဲ့ကြည့်လို့လှပါတယ်ကိုအေးစစ်လေးကိုတုံးထားတဲ့အတွက်ကြောင့်ကိုလိုချင်တဲ့ပုံစံလေးအတိုင်းထိုးလို့လွယ်တာပေါ့နော်ဒီပုံလေးဆိုရင်ကိုရဲ့အိတ်ခမ်းမှာပဲဖြစ်စေဖះเจ้าတို့ဖះကိုရဲ့ဖះစင်မှာပဲဖြစ်ဖြစ်ပေါ့နော်ထိုးတဲ့အခါအရင်ပဲလှပါတယ်